ရှမ်းဆိုင်ကောင်းကောင်းလေးကကို့ရုံနာမှာဆိုတော့ Hello ဖိဖိပါဖိဖိရုံမှာမနက်စာအမြဲစားနေကြရှမ်းဆိုင်လေးမှာဒီနေ့မိရှေတုပ်စားခဲ့ပါတယ်ဖိဖိတို့ရုံနာမှာနေဆိုတော့မကြသွားစားဖြစ်ပါတယ်ဆိုင်နာတစ်ဝိုက်ကဖိဖိတို့လိုရုံဝင်တဲ့နေတော်တော်များများစားကြပါတယ်ဘူအောင်ကျော်လန်းနဲ့ကန်နာလန်ကြားတွေကဆိုင်လေးပါဆိုင်လေးသေးပေမဲ့အရသာကတော့မသေးဘူးเนาะဒီဆိုင်ရဲ့စီချက်ခောက်ဆွဲရှမ်းခောက်ဆွဲနဲ့မိရှေတုပ်ကိုဖိဖိအရန်ကြိုက်ပါတယ်ဒီနေ့မှာတော့ဖိဖိမိရှေတုပ်လေးဝယ်စားခဲ့ပါတယ်ပုံမှန်ဆိုရင်ဖိဖိကမိရှေတုပ်တို့ရှမ်းခောက်ဆွဲတို့ဝက်ခောက်ကျော်နဲ့တွဲစားနေကြပါဒီနေ့မှဒီဆိုင်မှာဝက်ခောက်ကျော်ကမရဘူးဆိုတော့ဖိဖိမစားခဲ့ရပါဘူးဒီဆိုင်မှာစီချက်ခောက်ဆွဲပဲစားနေကြပါညီမလေးတယောက်ရဲ့ recommend ကြောင့်မိရှေတုပ်ကိုစမ်းပြီးစားကြည့်ခဲ့တာတကယ်ကောင်းပါတယ်အဲ့နောက်ပိုင်းမှာတော့မိရှေတုပ်ပဲစားပြနေပါတယ်ဖိဖိကအရေးတောက်ကြိုက်တဲ့လူဆိုတော့ဘေးဆိုင်မှာဖာဆာဆာအရေးတောက်လေးကောင်းလို့ရှိရင်လည်းအရင်သဘောကျပါတယ်ရှမ်းကျင်ရတာလေးလည်းမဆိုးပါဘူးကောင်းပါတယ်ဖိဖိကတော့ရှမ်းကျင်ကိုအဲ့လိုမျိုးမိရှေတုံးနဲ့ရုံးနေပြီးစားရတာကိုကြိုက်ပါတယ်အခုလိုမျိုးဘာချက်တက်တာနဲ့ street food ဆိုင်ကောင်းကောင်းလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်ဖိဖိကို follow လုပ်ခဲ့ပြီးပါအောင်နော်အဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်